ဒေါ်လာသန်းပေါင်းများစွာကုန်ကျခံပြီးတိစောက်ထားတဲ့ခေတ်သစ်ဟိုတယ်တွေထပ်ပို့ပြီးတော့မှခန်းနာတဲ့နေရာတွေရှိတယ်။ဒါကရာစုနှစ်ပေါင်းများစွာတဲ့ကစစ်ပွဲတွေဘရင်တွေရဲ့လိုအပ်ချက်တွေကိန်းဝတ်ရာရှေ့ဟောင်းရဲတိုက်ကြီးတွေကိုပြန်လည်အသက်သွင်းထားတဲ့ Historical Castle Hotel တွေပဲဖြစ်ပါတယ်။အထင်ရှားဆုံးတစ်ခုကတော့ Ireland နိုင်ငံက Alford Castle ပါ။1928ခုနှစ်မှာစတင်တည်ဆောက်ခဲ့တာဖြစ်လို့အခုဆိုလို့ရှိရင်တက်တန်း800ကျော်ရှိနေပါပြီ။တစ်ချိန်ကဂန်နမ်မီတာစုကပိုင်ဆိုင်ခဲ့တဲ့ဒီရဲတိုက်ကြီးကိုဒေါ်လာ85သန်းအကုန်ကျခံပြုပြင်ခဲ့ပြီးအခုဆိုလို့ရှိရင်ကမ္ဘာအမြင့်ဆုံး luxury resort အဖြစ်သတ်မှတ်ခြင်းကိုခံနိုင်ရပါတယ်။နောက်တစ်ခုကတော့ဂျာမနီနိုင်ငံက Charlotte Elmore ပါ။ဒီနေရာကတာမန်ဟိုတယ်တစ်ခုတည်းမကဘဲနဲ့ကမ္ဘာထိပ်သီးကောင်းဆောင်တွေရဲ့ G7 Summit အစည်းအဝေးတွေကိုလက်ခံကျင်းပပေးရတဲ့အထီးလုံခြုံရေးတွေနဲ့ဝန်ဆောင်မှုတွေမှာကန်ဝင်မြောက်တဲ့နေရာတစ်ခုပါ။ဒီရဲတိုက်တွေရဲ့အုတ်တိုင်းတိုင်းမှာ material လို့ခေါ်တဲ့အလဲခေရဲ့အငွေအသက်တွေကိုရရှိနေပါတယ်။ညဘက်ဆိုရင်တော့ဒီနေရာတွေမှာတဲခိုရတာကအတိတ်ကိုပြန်သွားရသလိုခန်းစားချက်မျိုးကိုပေးနိုင်ပါတယ်။ဒါဟာအဲ့ရတစ်ခုအတွက်ပေးရတဲ့ငွေထက်သမိုင်းကြောင်းကိုပိုင်ဆိုင်ခွင့်ရဖို့ပေးရတဲ့တန်ဖိုးပဲဖြစ်ပါတယ်။မိတ်ဆွေကဒီလိုသမိုင်းဝင်နေရာမျိုးတွေမှာဘရင်တစ်ပါးလိုမျိုးတွားရောက်အနားယူခြင်းလား။ကျမကတော့နှုတ်ရပဲဖြစ်ပါတယ်ရှင်။